နောက်ဆုံးတစ်ချက်ပြောချင်တာတော့ဈေးသက်သာရဲ့သူတွေပြီးရဲ့ service ရဲ့အနောက်မှာကိုယ့်ရဲ့လုပ်ငန်းတစ်ခုလုံးပါသွားနိုင်တယ်ဆိုတဲ့အချက်လေးကိုလုပ်ငန်းရှင်တွေနဲ့ဒီ business owner အားလုံးကိုတတိပေးချင်တာပေါ့နော်ကြောင်ညာတစ်ခုဖန်တီးရဲ့အဲ့ဒီနောက်မှာပါရဲ့ policy စီကံချက်ဒီ platform အလိုက်တင်ရတဲ့အရာတွေဘယ်ရာရကိုယ့်ရဲ့ page တွေ website တွေ telegram social media account တွေကိုမထိခိုက်စေရမျိုး restricted မဖြစ်စေရမျိုးပူရာကိုတခြားမသိဘဲနဲ့AI ကလေးပြီးတော့အပြောရန် content ရေးပေးရသူရဲ့လက်ထက်မှာကိုယ့်ရဲ့လုပ်ငန်း page တွေလုပ်ငန်း social media channel တွေမပါပါဘူးတတိထားဖို့အကြံပေးစမှာရဲ့သူများထက်9000တသိန်းတက်တာရဆိုပြီးတော့အလိုက်တယ်နောက်ဆုံးမှာကိုယ့်ရဲ့ channel တခုပြကြသွားတာမျိုးတိုင်မုံရှိရဲ့ကိုယ့်ရဲ့ Facebook page တခုလုံးတက်သွားတာမျိုးပေါ့နော်ဖတ်ဆယ်လို့ရရင်တော့ကောင်းပါရဲ့เนาะဖတ်ဆယ်လို့မရတဲ့အခါမျိုးကြရင်เนาะ